မှန်လို့ရဲ့ကဲဒီကူတို့ဒီနေ့မှာတော့ကျွန်တော်ကလင်းကိုတင်းတင်းကန်တော့လေ့ကျင့်တယ်ပေါ့နော်ဒီမှာဆိုဒီလိုလိုက်ပြီးလင်းကိုကိုင်းရခက်တယ်ကိုင်းရခက်တယ်ဒီလိုကျွန်တော်တို့ပြောလို့ရတယ်နော်ကျွန်တော်ကျွမ်းကျင်တော့ကိုင်းရတယ်ဒါပေမဲ့လေ့ကျင့်နေလေ့ကျင့်နေတော့လေ့ကျင့်နေတယ်လင်းကခက်လာမခက်လာဘူးလိုက်ကြည့်လိုက်နော် A few moments later. ဒီလိုအငယ်လေးကိုတက်မယ်အငယ်လေးကိုတက်မယ်ဟုတ်ပြီဟုတ်တယ်လောက်တော့ဟုတ်နေရပါဟုတ်တယ်ဟုတ်တယ်အဲ့ဒါဟုတ်တယ်တနေ့ကျအောင်ရောဒီကျော်ဟောဒါလေးဆောင်လွယ်ပါချောင်းလေးလွယ်ပါဟမ်ဟောတော့ကျွန်တော်တင်ချဒါတင်ချမယ်ဒါလေးကြောင့်ဘယ်လိုကောက်မလဲချက်တကြည့်လိုက်ရောအဲ့ဒါတို့ရဟုတ်နော် Nice. အဲ့ဒီပြန်လာနော်ဟုတ်ပြန်လာကျော်นี่โชว์เนาะเอาดูตึ้งหมู่นี่แต่งกันหมู่นี่จะบอกแล้วมั้ยဒါဒီမျိုးဒါရောပဲ့ခြင်းပါတော့စင်ပြေလို့တဲ့ဆိုးတော့အော်လေးတင်တော့လွယ်နေတာဟုတ်တယ်ဒါလို့တဲ့ဟုတ်တယ်ညာဟုတ်တယ်ကျော်တဲ့လားဒီကောင်တစ်ခုံးမယ်ချုပ်မချုပ်ရောနေရောကျွမ်းနေရောကျွမ်းချိုင်ရောဒီရောအမိုင်းလို့ရဲ့ဒါလို့အဲ့ဒါကောင်းတယ်တော့အဲ့ဒါခပ်ပါနော်ခပ်ပါလောက်ပါလို့နော်ဒီကိုခက်လာတယ်ခက်တော့မခက်တာကြော်ကန်သွားတာအစီအစဉ်ဟုတ်တယ်ကျွန်တော်ဘုံမှာမငယ်လို့ရရတယ်နော်တနာပြရတော့ဘုံလေးထော်တယ်ကဲလောက်ပါလို့